တိုင်းမျိုးနဲ့ဒီကမျိုးတွေဘူးတိုင်းပေါ့နော်အဲ့ဒီမှာမြေဝက်နှစ်ဖွဲ့ဝင်သွားတယ်ပေါ့ဒီပေါ့နော်ဒါ90နဲ့တစ်ဖွဲ့ပေါ့ဒါကလည်းမျိုး90ပေါ့နော်ဒီဘောဒီမှာဒါဒီမှာဒီဆိုတော့ပေါ့ခဲ့တာဒီအားလေးကကျွန်တော်တို့ရောပဲမှုတွေအစဉ်ဒီမှာနော်ဒီမှာလည်းပဲလိုက်တယ်ဒီမှာနင်းနေပြီးတော့နင်းပြီးတော့မှာပေါ့ဒီလည်းနေတဲ့နေရာတွေမှာသွားပြီးတော့အဲ့ဒါနင်းပြီးတော့မှာအောင်စစ်ပွဲရောက်တာပေါ့နော်ဒါပဲ90နဲ့တော့အဲ့ဒါမှာများပြီးလာတာဘယ်လိုလဲတဲ့ချင်းပြရတယ်နော်ဒီမှာလည်းကြိုက်တယ်ဟုတ်တယ်အောင်လေးကျူးနေတယ်မဟုတ်ဘူးနော်။ပြန်မြင်လည်းမဟုတ်ဘူး တော့တာတခြားရှိသေးတယ်ကြားမှာဒါမှမဟုတ်ဒီဒီထားဟိုပါပြောင်းတယ် ။အပြေလုံးနဲ့ ကောင်းတယ် တော့ကြာဒီတော့ဝယ်လိုက်တာတက်ပတ်လိုက်တာ။အဲ့ဒါလည်းဒီကိုလေးလိုက်ကြည့်တယ်လေဟိုသွားပြရလားပြအောင်လို့ဒီကိုအင်းဒီလေးဘာလို့ဒီလိုထားလေးချက်ပြောပြလာအောင်ဒီတော့ကြာကျူးနေရောင်းနေရတာဘာနဲ့ကြောင်းတာတက်ပတ်ကြီးရောင်းတာလားဒီလိုပုံစံပြကြတယ်။တော့ပဲအဲ့လိုမျိုးပေါ့ ခိုင်တယ် ။ကျောင်းနေကျောင်းနေကျောင်း မြို့ချမြို့ကြပြီးတာဒီမှာလည်းစေုံတွေပိုက်ချတယ်နော် ရက်ွက်နဲ့အိမ်မြဲလည်းအများကြီးပဲ။အဲ့ဒါပြောပြလိုက်မလိုက်ကြည့်တာနော်။အဲ့ဒီကောင်လေးတွေမလိုက်ကြည့်တယ်ဘာလို့လဲ။ဒီလိုက်ဒီမှာလည်း